အကျော်ပြက်ရာတွေကတကယ်ကောင်းတာလားဆိုတော့အဖြေပြောမယ်ဆိုရင်မကောင်းပါဘူးပြက်ပြီးသွားတဲ့အရာတွေကဘတော်မှမကောင်းနော်အဲ့ဒါလူတိုင်းနားလည်လိမ့်မယ်ဥပမာကျွန်တော်တခုပြောပြမယ်သမီးသားရမ်းချစ်ကြခင်ကြရလေနင်းနာမည်ငါထိုးငါနာမည်နင်းထိုးတတူးတွေထိုးကြရလေဟုတ်တယ်မလားနှစ်လလည်းနေရောပြက်ရောသမီးသားပဲပြက်သွားတယ်တတူးကမပြက်ဘူးအဲ့တော့ဘာလို့ဆိုတော့ကျွန်တော်ရဲ့ဈေးခန်းကိုရောက်လာရောတတူးဖြတ်ပေးပါတယ်ပြက်သွားမှလားတဲ့စုတောင်းလေနော်ဘာတော့ဟိုဟာရှိသေးရဲ့လေအိမ်အောင်မှုဖျားတီစေးမြင်စုပ်ထိုးဤသုံးမျိုးချက်မပိုင်ဆိုတဲ့ဟာကြားဘူးတယ်ဟုတ်အဲ့တော့တတူးထိုးပြီးသွားရင်ပြက်တာကတော့ပြက်မယ်ဒါပေမဲ့အချိန်ကာလတစ်ခုစောင့်ရတယ်အဲ့ဒါကိုမြန်မြန်ပျောက်ချင်လို့ဆိုပြီးတော့တန်ပူနဲ့ထိုးပြီးကတ်လိုက်တာတို့ဟမ်ဒီကောင်မစောက်ခွက်ကြီးမမြင်ကြီးဒီကောင်မနာမည်လည်းမမြင်ကြီးဘူးတိုးပလိုက်တယ်တို့အဲ့လိုမျိုးလုပ်တယ်လို့ပေါ့နော်အဲ့တော့တတူးနဲ့အဲ့လိုမျိုးထိုးပြီးချက်ချင်းကိုယ့်ရဲ့အိတ်ရဲ့နာမည်ကိုဖြတ်တဲ့ဟာမျိုးဖြတ်တယ်လို့ပဲအဲ့ခုနကကျွန်တော်ခုနကပြောသလိုအကျော်ပြက်ရာတွေကလည်းဒီတိုင်းပဲအဲ့အကျော်ပြက်ရာတွေကလည်းမှိန်ုံမဲမှိန်သွားမယ်ပျောက်သွားစရာမရှိဘူးနော်အဲ့တော့ဘလို့လဲဆိုရင်နှစ်မျိုးရှိတယ်အကျော်ပြက်ရာနံပါတ်1ကဘာလဲဆိုရင်အကျော်ပြက်ရာအနီအကျော်ပြက်ရာအဖြူအဲ့မှာဘယ်ဟာပိုဆိုးတာလဲဆိုအဖြူကပိုဆိုးတယ်အနီကတော့တိတ်မဆိုးအဲ့တော့အကျော်ပြက်ရာအနီနဲ့အဖြူနဲ့ပြောင်းနိုင်ရရာခိုင်နှုန်းကျွန်တော်ပြောပြမယ်ပျောက်တယ်လို့ပြောတဲ့လူတွေလိမ့်တာနော်ကျွန်တော်အခုပြောတဲ့ဟာတွေအမှန်ပဲအမှန်ပြောတာဖြစ်တဲ့အတွက်နဝင်ခါခြင်းခါလိမ့်မယ်အဲ့တော့နံပါတ်1အနီကောင်းတယ်လို့ပြောတဲ့ဟာ80ကနေ80ရာခိုင်နှုန်းသက်သာနိုင်တယ်မိမွေးတိုင်းဖာမွေးတိုင်းမရနိုင်ဘူးစိတ်မပူနဲ့လုံးဝမဖြစ်နိုင်အဖြူ30ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းသက်သာနိုင်တယ်နော်အဲ့တော့အဲ့ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့ခန္ဓာကိုယ်ကြီးထွားမှုအရန်ကြီးတဲ့အချိန်ဝုန်းဆိုပြီးအရန်ကြီးသွားတဲ့စားမျိုးနော်ဘူပေါင်းကိုလေထိုးလိုက်တယ်လို့မျိုးအရန်ဝသွားတယ်ပြီးသွားရင်ပိန်တဲ့အချိန်မှာကြောပြက်ရာတွေပေါ်သွားပြီနော်အဲ့လိုဟာမျိုးတွေပြီးတော့နောက်တစ်ခုကကြတော့ကလေးတွေမှာဆိုရင်အရန်လူကောင်ကြီးလာတဲ့အချိန်လိုမျိုးအဲ့လိုအချိန်မှာဆိုကြောပြက်ရာတွေအရန်ထင်နိုင်တယ်နောက်တစ်ခုကကြတော့ဘယ်လိုလူမျိုးတွေမှာဖြစ်တတ်လဲဆိုတော့ steroid ပေါ့လိမ့်တယ်လေရားနာကြောက်စီပွေးပေါက်တယ်မလားတိတ်တိတ်ကလေးလိမ့်တယ်လေရီးသားတိမှဆိုလို့ရှိတယ်ပြီးတော့အိမ်ရလူတွေတိမှဆိုလို့တငယ်ချင်းတိမှဆိုလို့နော်သုံးမျိုးဆက်ဆေးတွေလိမ့်တယ်စတီရိုက်ပါတဲ့ဆေးတွေလိမ့်တယ်အဲ့တော့အေးပေါ်အကျော်ပြတ်သွားဘယ်သူမှမမြင်တာဖင်ကျော်ပြတ်တာလေနော်တင်မားတွေပေါင်ကြားတွေအကုန်ပြတ်ရှိသမျှအကျော်အဲ့တော့ပြတ်ပြီးတဲ့အချိန်တော့မှပြက်လေကောင်းမလားလိမ့်လေအဲ့ဒါလိမ့်နဲ့ဒီအောက်ထိအကုန်လုံးရှိသမျှဟာတွေအကျော်တွေကလိုက်ပြတ်ကုန်တော့အဲ့လိုမျိုးဆိုရင်ဘယ်လိုပြန်ကိုရမလဲဆိုတာပြီးတော့မှလာမေးကြအောင်အဲ့တော့အကျော်ပြတ်ရအနီဆိုရင်တော့ကျွန်တော်တို့လုပ်လို့ရတာတွေရှိတယ်နော်စေကမ်းမှာလုပ်လို့ရတာတွေရှိတယ်ဘာတွေလုပ်လို့ရလဲဆိုနံပါတ်1IPL လို့ခေါ်တဲ့ Intense Pass Slide လုပ်လို့ရတယ်ကုန်ကြစေးအသက်တာဆုံးနဲ့စေကမ်းအများစုရှိတဲ့ဟာမျိုးလုပ်လို့ရတယ်ဒီကောင်ရဲ့ level ကတော့ကောင်းတယ်ပေါ့ဥပမာဆိုရင်60-80ရာခိုင်နှုန်းလောက်မစိုးဘူးနံပါတ်2ဘာလုပ်လို့ရလဲဆိုရင် pass dye laser ဆိုတာလုပ်လို့ရတယ် pass dye laser ကတော့အားလုံးထဲမှာအကောင်းဆုံးပဲเนาะကျွန်တော်စေကမ်းမှာရှိရဲအလုံးစေကမ်းမှာရှိရဲ synchrovascular laser ဆိုတာရှိတယ်အဲ့ဒါကအကျော်ပြတ်ရအနီအတွက်ကို80-80ရာခိုင်နှုန်းကဒီ laser နဲ့အကောင်းဆုံးလို့ပြောတာနောက်နံပါတ်3 fractional CO2 laser ဒီကောင်ကကြတော့အကျော်ပြတ်ပြီးသွားရင်ခြိုက်သွားတဲ့နေရာတွေအတွက်ကိုသူကပြန်ပြီးဖြည့်ဖို့အတွက်ကိုလုပ်ပေးတဲ့ laser မျိုးစားဒါလည်းမစိုးပြောလို့ရတယ်ကောင်းတယ်เนาะကဲနောက်တစ်ခုကကြတော့ခုနကအကျော်ပြတ်ရအဖြူအတွက်ဆိုရင်တော့ကျွန်တော်တို့ကဘာတွေလုပ်ရတော့မလဲဆိုတော့mesotherapy လုပ်တာတို့ RF လုပ်တာတို့ micro needling လုပ်တာတို့ပြီးတော့နောက်တစ်ခု fractional CO2 laser လုပ်တာတို့ RBN jet laser လုပ်တာအဲ့ဒါတွေအကုန်လုံးဒီစေကန်းတွေမှာရှိနေတဲ့သူ့ရဲ့ treatment ပေါ်မှာမူတည်ပြီးဆရာဝန်ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်ကျွန်တော်စေကန်းလာရင်ကျွန်တော်ဆုံးဖြတ်တယ်လို့ဆုံးဖြတ်မယ်တခြားသူစေကန်းသွားရင်တခြားလူသုံးတဲ့ဆုံးဖြတ်တယ်လို့ဆုံးဖြတ်မယ်ကျွန်တော်စေကန်းမှာအကုန်လုံးလို့ရတယ်ရှိသမျှဟာအကုန်ရှိတယ်အဲ့ဒါတွေအတွက်ဒါပေမဲ့ကျွန်တော်ဒီဘယ်တော့မှ over promise မပေးဘူးခုနကပြောသလိုအဖြူရောင်ဖြစ်နေတဲ့ဟာမျိုးကောင်းသွားမှာပါ9ချိန်လောက်လို့ကောင်းသွားမှာ no sorry ပဲ10ချိန်လို့30ကနေ50ရာခိုင်နှုန်းပဲတက်တာဒီထက်ပိုပြီးတက်တာနိုင်စရာအကြောင်းမရှိဘူးထပ်ပြီးကောင်းနေတယ်ဆိုထပ်လို့ဇက်တိုက်ကလေးလုပ်နေနော်တဖြည်းဖြည်းနဲ့တော့သူဟာသူဘယ်လိုပြောမလဲသူတို့လက်ခံနိုင်တဲ့ပမာဏအထိတော့ရောက်လာနိုင်ကြီးရှိတာပေါ့တချို့ကပြောတယ်စီကန်းလည်းမလာနိုင်ဘူးအဲ့တော့အိမ်မှာရောတစ်ခုခုလုပ်လို့ရမလားဆိုရတယ်ပေါ့နော်အာဂန် oil ပါတဲ့ဟာမျိုးလေးတွေလိမ့်ရင်အဆင်ပြေတယ်လို့ပြောတယ်အဲ့တော့anti stretch mark cream တို့အဲ့လိုဟာမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေက
ဘာလို့ပြောမလဲဘိုက်ကြီးတဲ့တွေလေဘိုက်ကြီးတဲ့တွေလိမ့်တဲ့လိုရှင်းနေတယ်မှာများတော့အဖြစ်ပါလေးရှိတယ်အဲ့ဒါလေးလိမ့်လို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ဘာလို့လို့ရအောင်မလဲဆိုရင်ကျွန်တော်တို့ရဲ့ဆရာကြီး retinoid လိမ့်လို့ရတယ်နော်စိတ်ရှိလဲ retinoid ကခန္ဓာကိုယ်မှာရှိနေတဲ့ collagen ကိုလှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်ဒီအကျော်ပြက်ရသည်ဒီလဲ collagen တွေကိုဘယ်လိုပြောမလဲကစင့်ကလျားဖြစ်နေတဲ့ဟာကိုပြန်ပြီးတော့ညီညာညာဖြစ်အောင်လုပ်ပေးလို့ရတဲ့အရာမျိုးဖြစ်တဲ့အတွက်ဒီဟာတွေလည်းအရန်ကောင်းနိုင်တယ်အဲ့တော့အိမ်မှာပဲနေတယ်ဆိုရင် retinoid လေး retinoid ဆိုတာ skin care ထဲမှာပါတဲ့ retinol ကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ဆရာဝန်တွေသုံးနေတဲ့ retinoid ပြောတာအဲ့တော့စီကန်းတစ်ခုခုမှလှမ်းပြီးမေးလိုက်တစ်ခါလောက်ပြလိုက်ပြီးရင်အဲ့ဒါဝယ်လိမ့်လိုက်တော့မြင်တယ်အဲ့ဒါကြတော့အိမ်မှာလေးနဲ့ဥစ္စာတကယ်တမ်းအဲ့ဒါဆိုရင်ကာကွယ်လို့မရဘူးလားအတက်နိုင်ဆုံးကာကွယ်ခြင်းနဲ့ဆိုရင်တော့အဓိက collagen ကိုတောက်ခိုင်းနေတာမဟုတ်ဘူးခန္ဓာကိုယ်မှာရှိနေတဲ့ collagen ကိုလှုံ့ဆော်မှုများအောင်လုပ်ခိုင်းတာဥပမာဆိုရင် collagen များများရအောင်လို့အသားများများစားပါနောက်နံပါတ်2ကအဲ့စားလိုက်တဲ့အသားကိုခန္ဓာကိုယ်ထဲစုပ်ယူဖို့အတွက် vitamin C လိုအပ်တယ်စုပ်ယူဖို့အတွက် vitamin C ကကျွန်တော်တို့အပြင်ကစားပြီးရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ vitamin C ရလေခန္ဓာကိုယ်ထဲကို collagen အတွက်လိုအပ်တဲ့အရာတွေစုပ်ယူမှုများလေအဲ့လိုဖြစ်တဲ့အတွက်အကျော်ပြတ်ဖို့ collagen ဓာတ်ရှိနေတယ်ဆိုရင်အကျော်ပြတ်ဖို့ရာခိုင်နှုန်းကအရန်နည်းတယ်အဲ့ဒါကြောင့်အသားများများစားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်